အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်မြန်မာတက္ကသိုလ်1389ခုနှစ်တစောင်းမုံလာပြည်ကျော်တရက်ဗုဒ္ဓဦးနေ့ရဲ့မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လန်နေ့သစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ရုရှားနိုင်ငံကဒေသအုပ်ချုပ်ရေးမှူးကသူ့ကိုလာရောက်ပြီးတော့ဂါရဝပြုတယ်လို့မင်းအွန်လိုင်းတို့ကထုတ်ပြန်ပြီးတော့ဝါဒဖြန့်နေကြပါတယ်ခင်ဗျာမြင်းကြံနယ်ကတိုက်ပွဲမှာတော့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်ကဘန်ကာကို RPG ထိမှန်ပြီးအကြမ်းဖက်စစ်သားတွေတေဆုံးမှုများတယ်လို့သိရပါတယ်ခင်ဗျာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဒီနေရာနဲ့အေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့နေပြည်တော်စစ်ရုံးကညွှန်ကြားထားတယ်လို့သိရပါတယ်ချောင်းမြို့ဝင်အကြမ်းဖက်စစ်တပ်ဂိတ်ကိုအလင့်ငိုက်ဝင်ရောက်တိုက်ခိုက်လိုက်တယ်လို့ဆိုပါတယ်ထိခိုက်တေဆုံးမှုအခြေအနေကဘယ်လိုရှိပါသလဲနိုင်ငံတကာသတင်းတွေဘက်မှာတော့နယူးယောက်မြို့တော်ဝင်ဖြစ်တဲ့ပထမဆုံးကြိမ်အာရှတောင်ပိုင်းအနွယ်မွတ်စလင်တဦးရွေးကောက်ခံရပါတယ်ခင်ဗျာဒီကနေ့တော့မိုးလေဝသခန့်မှန်းချက်သတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မနေ့ကနိုဝင်ဘာလ4ရက်နေ့မှာချမ်ဖတ်မင်းအွန်လိုင်းကသူ့စီကိုရုရှားနိုင်ငံရဲ့နိုဗိုစီဗစ်ဒေတာအုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကလာရောက်ဂါရဝပြုတွေ့ဆုံတယ်လို့ထုတ်ပြန်ပြီးဝါဒဖြန့်လာပါတယ်တွေ့ဆုံမှုမှာမြန်မာနဲ့ရုရှားနိုင်ငံရဲ့နိုဗိုစီဗစ်ဒေတာကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြင့်လှုပ်ဆောင်ဖို့ပြောဆိုတယ်လို့လည်းဖော်ပြထားကြပါတယ်မြန်မာနိုင်ငံရဲ့တာယာလှပမှုတွေကိုလည်းရုရှားတွေတွေ့မြင်အောင်ပြသခဲ့ကြတယ်လို့ဆိုထားပါတယ်ခင်ဗျာရုရှားသမ္မတပူတင်အနေနဲ့လည်းမြန်မာနဲ့ရုရှားနိုင်ငံရဲ့နိုဗိုစီဗစ်ဒေတာကြားပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်နိုင်မှုညွှန်ကြားထားကြောင်းမင်းအွန်လိုင်းတို့ကထုတ်ပြန်ပြောဆိုထားပါတယ်မကြာခင်ပြုလုပ်တော့မဲ့မတရားရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့နဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိအောင်လုပ်မယ်ဆိုပြီးဝါဒဖြန့်ပြန်ပါတယ်တစ်ဖက်မှာလည်းမာလာတို့ကရွေးကောက်ပွဲကိုနှောက်ယှက်တယ်လို့ခေါင်းစဉ်တက်ပြီးမတရားပုံမှားတွေနဲ့ပြည်သူတွေကိုနေ့စဉ်နဲ့အမျှဖမ်းဆီးနေတာဖြစ်ပါတယ်အခုဆိုရင်အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်မှုနဲ့ဖမ်းဆီးခံထားရသူ95ယောက်ရှိပါပြီခင်ဗျာစကိုင်းတိုင်းမြင်းချံနယ်ကတိုက်ပွဲသတင်းနဲ့ဆက်ချင်ပါတယ်စကိုင်းတိုင်းမြင်းချံမြို့နယ်လေတစ်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ပူးပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေတေဆုံးမှုများတယ်လို့သိရပါတယ်မနေ့ကနိုဝင်ဘာ4ရက်နေ့နေ့လယ်2နာရီဝန်းကျင်ချိန်မှာလေတစ်ကျေးရွာစခန်းမှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့ဘန်ကာကိုဇီရိုပြောက်ကြားတပ်ဖွဲ့ဝင်ရဲဘော်ပေါ့ပါက RPG နဲ့ပစ်ခတ်ခဲ့ရမှာဘန်ကာကိုတိတိကျကျထိမှန်ပြီးတော့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေလွင့်စင်ပြီးအထိနာခဲ့တာဖြစ်တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကထုတ်ပြန်ပြောဆိုထားပါတယ်ထိတွေ့တိုက်ပွဲကတော့မိနစ်20ကျော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တော်လိုင်းရဲဘော်တွေကရန်သူရဲ့လက်နက်တွေဝင်ကောက်ဖို့ကြိုးစားနေချိန်ခမရ15ကစစ်ကူကားကြီး3စီးနဲ့လမ်းတစ်လျှောက်မှာပြစ်ခတ်ရင်မောင်းနှင်လာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ပြောဆိုထားပါတယ်ပြန်လည်ဆုတ်ခွာချိန်မှာသတင်းပေးတလန်2ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးတပ်ဆိုင်ရာဌာနကိုအနှံလိုက်တယ်လို့ကိုသက်ကြီးတို့ဘက်ကပြောပါတယ်နယ်မြေခံတွေရဲ့ပြောပြချက်အရဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်က10ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရရှိခဲ့တယ်လို့ကိုသက်ကြီးကဆက်ပြီးတော့ပြောပါတယ်ဒါပြင်လေသစ်အုပ်ကြီးငမင်းခေါ်ကိုမင်းကလည်းနေရာမှာပဲဘဝကူးသွားပြီးဒီကနေ့မနက်9နာရီမှာတကြိုလိုက်တယ်လို့သတင်းရရှိကြောင်းကိုသက်ကြီးကရေးသားထားပါတယ်ခင်ဗျာဒီစစ်စင်ရေးကိုတော့မြင်းညံခရိုင်တရင်ခွန်ဇီရိုပြောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းချံမြို့နယ်ပကဖတို့ပူးပေါင်းပြီးစစ်သူကြီးဒေါင်းစစ်တီ0 column 5ကစစ်ကြောင်းမှုဖြစ်တဲ့ဆောင်ရွက်ကရန်ကုန်ကြီးကောင်စစ်ကြောင်း1ရွှေကန်သားစစ်ကြောင်း2တို့နဲ့အချိန်တိုအတွင်းမှာစီးနင်းတိုက်ခိုက်နိုင်ခဲ့တာလို့သိရပါတယ်ခင်ဗျာလာတူပဲမနေ့ကမနက်ပိုင်းမှာလည်းဇီရိုပြောက်ကြားတပ်ဖွဲ့တရင်1မြင်းညံခရိုင်နဲ့မြင်းညံခရိုင်ပကဖတို့ပူးပေါင်းစစ်ကြောင်းကမြင်းညံတောင်ဘက်မှာရှိတဲ့အထိုင်စခန်းတစ်ခုကိုလည်းဝင်ရောက်စီးနင်းပြီးတော့တိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့အတွက်အထူးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရာကတော့မြင်းညံပလက်တိုက်က MPD တပ်ဖွဲ့ဦးဆောင်သူဗိုလ်မိုက်ခဲကမင်းညကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ရုပ်သံဖိုင်တစ်ခုထုတ်ပြန်လိုက်ပါတယ်တိုက်ပွဲဝင်ရဲဘော်တွေကိုစစ်ဝတ်တပ်စာပြည့်စုံဆင်ပြီးစကားပြောအားပေးနေတဲ့ရုပ်သံဖိုင်မှာရုပ်သံနေရာမှာတော့အားချောင်နေတဲ့ပေါက်ကရုံးကောင်လာမယ်နော်အခုကမအားသေးလို့ဆိုပြီးတော့ရေးသားပြီးတော့ဒီရုပ်သံဖိုင်ကိုတင်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာဘယ်ရှိပါ့ဘယ်ရှိလို့လားကြံလို့နဲ့အောင်လို့ကြံလို့နဲ့အောင်လို့တီးမှာတို့တစိမ့်မှာမများရှိလို့ကောင်းလားဟုတ်အဲ့တော့ဖမ်းပြီးပြောတာဖမ်းပြီးပြောတာဖမ်းပြီးပြောတာဒိတ်ကအောင်ဒီဘက်လာမယ်ဟိုဖမ်းပြီးကောင်းတာလိုက်တော့ဖမ်းပြီးပြောနေတာဖမ်းရမှာဖမ်းပြီးကဲကိုကြီးဒါကိုကြီးတို့ကူညီထားတဲ့ဟာတွေနဲ့သူတို့မြင်ထားပါလေအဲ့လက်ဘယ်ဖွင့်ကြဒီတိနိုင်ရွယ်လားဟမ်ကမမရှိရသူတွေထွက်ဟုတ်မင်းတယောက်တည်းကိုမရတဲ့ကိုမငါခုရှိဘူးပေါ်မှာကျွန်တော်ထွက်တာပြီးမှမရဘူးမရရင်မလုပ်ဘူးတော့
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တီနေယာနဲ့အေအေရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့နေပြည်တော်စီရုံးကညွှန်ကြားထားတယ်လို့ဆိုပါတယ်သတင်းပြည့်စုံကိုကြည့်အောင်ပါခင်ဗျာရခိုင်ပြည်နယ်ပလက်ဝမြို့နယ်တွင်တရှိနေနိုင်နေဆိုပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တီနေယာနဲ့အေအေရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့နေပြည်တော်စီရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားတာတွေ့ရပါတယ်အေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသကိုပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးတဲ့နောက်အော်တိုဘာလနောက်ပိုင်းတွင်ပြုလုပ်နေတဲ့နေပြည်တော်စီရုံးရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးမှာအခုလိုမျိုးညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုနေ့ဩဂတ်စ်လ30ရက်နေ့မှာအေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်ကရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့ပြီးရခိုင်ပြည်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရောက်ရှိနေမှုကိုဓာတ်ပုံတွေနဲ့အတူထုတ်ပြန်ခဲ့ရမှာစစ်ရှုံးကောင်စီတပ်ဘက်ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တီနေယာနဲ့အေရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်ဒါပြင်ရခိုင်ဒေသမှာရှိတဲ့လက်လွတ်ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်လည်သိမ်းပိုက်ဖို့အတွက်စီမံချက်တွေစစ်ရှုံးကောင်စီတပ်ကရေးဆွဲနေပြီးကြီးရေလေပူပေါင်းထိုးစစ်ကြီးတွေကိုလည်းဆောင်ရွက်ဖို့ရှိနေတယ်လို့ဆိုထားပါတယ်ဒါပြင်ရခိုင်ဒေသမှာစစ်ရှုံးကောင်စီတပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်ဟုန်နဲ့ပြန်လည်ကောင်းတဲ့ဖော်နိုင်ရေးနဲ့နယ်မြေစိုးမိုးမှုပြန်လည်ရရှိဖို့အတွက်စစ်တပ်ထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားတွေစစ်တပ်နဲ့အဆင်ပြေနေတဲ့ရခိုင်လက်နက်ကိုင်တွေစစ်တပ်လူလာတဲ့ရခိုင်စီးပွားရေးသမားတွေထံကအကြံဉာဏ်တွေရယူဖို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းစီမံချက်ချပြီးတော့ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာချောင်းဘက်ကတိုက်ပွဲသတင်းနဲ့ဆက်ချင်ပါတယ်ခင်ဗျာစကိုင်းတိုင်းချောင်းမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့ဂိတ်ကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနှစ်ဖက်အကြဆုံးတွေရှိခဲ့တယ်လို့လျှက်စီးတက်ခွဲမုံရခရိုင်အမှတ်7တရင်တက်ခွဲ3ကဒီကနေ့မှထုတ်ပြန်လာပါတယ်နိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းချောင်းမြို့အဝင်မုံရွာမန္တလေးပခုတ်ကူလမ်းဆောင်မှာရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဂိတ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါအပြန်အလှန်ပစ်ခတ်မှု10မိနစ်ကြာလောက်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်သား9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးတော့တော်လိုင်းရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်အထိုင်ချတပ်ဆွဲထားတာဟုတ်ပါတယ်အင်အားတော့သိပ်မများပါဘူး12ယောက်လောက်ပဲရှိတာပါကြာသွားတဲ့ရဲဘော်ကကြီးကုံလို့ကြီးပြန်ဖြစ်တဲ့အချိန်ခေါင်းကိုထိမှန်ပြီးတော့ကြာဆုံးသွားတာပါဒဏ်ရာရတဲ့ရဲဘော်တွေကအခုတော့မစိုးရင်ရတော့ပါဘူးအခြေအနေကောင်းလာပါပြီဆိုပြီးလက်စီတက်ခွဲတာဝန်ရှိသူကပြောပါတယ်ခင်ဗျာတိုက်ခိုက်မှုကိုတော့လက်စီတက်ခွဲမုံရခရိုင်အမှတ်7တရင်တက်ခွဲ3နဲ့အတူ CDSOM ဗိုလ်စက်ကြစစ်ကြောင်းနဲ့ချောင်းမြို့နယ်ဗိုလ်ရဲရင်စစ်ကြောင်းတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာအားလုံးအဲ့လိုညာဘောင်းဝိုင်းတက်ပြင်ပါရအားလုံးဘောင်းဝိုင်းတက်လိုက်ပေါ့ဘောင်းဝိုင်းဒီညမှာလေဘောင်းလေးနေကြည့်နေနိုင်ငံတကာသတင်းတွေဘက်မှာတော့ကျူတင်ရေပန်းစားနေတဲ့အတိုင်းဇိုရန်မန်ဒါနီဟာအမေရိကန်နိုင်ငံနယူးယောက်မြို့ရဲ့မြို့တော်ဝင်ဖြစ်နေရွေးကောက်ခံခဲ့ရပါတယ်။နိုဝင်ဘာလ4ရက်နေ့ကအမေရိကန်ရဲ့ဒေသတချို့မှာဒေသဆိုင်ရာရွေးကောက်ပွဲတွေတည်တည်ကျင်းပခဲ့ပြီးနယူးယောက်မြို့တော်ဝင်နေရာအတွက်အဆုံးဖြတ်ခံယူမှုလည်းအပါဝင်ဖြစ်ခဲ့ပါတယ်။မန်ဒါနီဟာမွတ်စလင်တဦးဒီမိုကရက်တစ်ပါတီရဲ့ဆိုရှယ်လစ်တွင်းမြင်ဖက်ရိပ်သူတဦးဖြစ်ပါတယ်။သူဟာဒီယာဒူးကိုရရှိတဲ့ပထမဆုံးမွတ်စလင်ပထမဆုံးအာရှတောင်ပိုင်းအနွယ်ဝင်အနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်ခင်ဗျာ။နယူးယောက်မြို့တော်ဝင်ယာဒူးကိုသူရရှိခဲ့တာကထူးခြားတဲ့အရွေးတစ်ခုလိုလဲဆိုနိုင်ပါတယ်အစင်လာရအဲ့ဒီယာဒူးနေရာကိုချမ်းသာကြွယ်ဝတဲ့မြေရှင်ကြီးတွေဘီလီယံနာတထေးကြီးတွေကလက်မလွတ်စတန်းကြိုးကြိုးစားစားထိမ့်သိမ်းထားတဲ့တာကြောင့်ပါမန်နာနီဟာအမေရိကန်ရဲ့အကြီးဆုံးမြို့ကြီးမှာလူနေမှုစရိတ်တွေမြင့်တက်လာတာကိုတိုက်ဖြတ်မယ်ဆိုတဲ့စီမံတွေကိုချပြပြီးမဲဆွယ်စည်းရုံးခဲ့တယ်လို့အဆုံးမှာတော့အောင်မြင်မှုရရှိခဲ့ပါတယ်သူကအင်္ဂါခတွေမြင့်တင်ခွင့်ကိုကန့်သက်ဖို့တမိုးတင်အရာတွေပို့ပြီးတော့ချက်ထွင်ဆောက်လုပ်ဖို့ဘတ်စကားကားတွေကိုအခမဲ့သတ်မှတ်ပေးဖို့9နှစ်ရွယ်ထိကလေးစောင့်ရှောက်မှုတွေအခမဲ့ဖြစ်စေဖို့ပြည်ပြင်ပြောင်းလဲရေးလုပ်မယ်ဆိုပြီးတော့မဲဆွယ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်အကျိုးမြတ်မယူတဲ့ဈေးဝယ်စင်တာတွေဖွင့်လှစ်ဖို့2030ပြည့်နှစ်အရောက်မှာတနအီလောက်ခကိုဒေါ်လာ30အထိမြင့်တင်နိုင်မှုဆိုတာတွေကိုလည်းသူကထည့်သွင်းပြီးတော့မဲဆွယ်ခဲ့ပါတယ်ခင်ဗျာ။သူရဲ့စီစဉ်နေတဲ့မှာအသေးစားလုပ်ငန်းတွေအတွက်ဒဏ်ကြေးတွေကိုထက်ဝက်လျှော့ဖို့လုပ်ငန်းကြီးတွေရဲ့အခွန်နဲ့ချမ်းသာကြွယ်ဝသူတွေအတွက်အခွန်တွေကိုမြင့်တင်ဖို့လည်းပါဝင်ပါတယ်။ဥပမာတစ်နှစ်ကိုဒေါ်လာ1သန်းထပ်ပို့ပြီးတော့ဝင်ငွေရှိသူတွေဟာအခွန်2%တိုးဆောင်ရမှာဖြစ်ပါတယ်။သူ
သူဟာဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးကပါလက်စတိုင်းတွေပေါ်တိုက်ခိုက်မှုကိုလူမျိုးတုံးတပ်ဖြတ်မှုလို့အတိအလင်းဆွဆွဲခဲ့တဲ့အမေရိကန်ထိပ်တန်းနိုင်ငံရေးသမားအနေချင်းနဲ့မှလည်းပါဝင်ခဲ့ပါတယ်။အပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ကဖမ်းရမ်းထုတ်ထားတဲ့အစ္စရေးဝန်ကြီးချုပ်ဗင်ဂျမင်နေတန်ညာဟုကနယူးယောက်ကိုရောက်လာမယ်ဆိုရင်အဲ့ဒီရန်ကိုလေးစားလိုက်နာပြီးသူ့ကိုဖမ်းခိုင်းမယ်လို့တော့မန်တာနီကပြောခဲ့ပူပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့သူ့ဇာတိနယူးယောက်မြို့မှာသူအရန်မျက်မုံးကျိုးတဲ့မန်တာနီကိုမြို့တော်ဝင်ဖြစ်မလာသေးခြင်းကြောင့်အတိအလင်းပြောကြားထားပါတယ်။သူကအရင်နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအန်ဒရူးကူအိုမိုကိုထောက်ခံမယ်လို့ကြေညာခဲ့ပါတယ်။ကူမိုဟာဒီမိုကရက်တစ်ပါတီဝင်တူဖြစ်ပေမဲ့မြို့တော်ဝင်နေရာအတွက်ပါတီကိုယ်စားလှယ်လောင်းစည်းရင်းမှာမန်တာနီကိုရှုံးခဲ့တဲ့နောက်တတိပုဂ္ဂလသဘောမျိုးပါဝင်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။သူကထရန့်ရဲ့ထောက်ခံမှုကိုမကြိုဆိုခဲ့ပဲထရန့်ဟာသူ့ကိုထောက်ခံတာမဟုတ်ပဲမန်တာနီကိုစန့်ကျင်နေတာတသက်ပဲဖြစ်တယ်လို့တုံ့ပြန်ထားခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းပုတ်အနေနဲ့ဂျမတ်ဆရှုံးကောင်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလဒ်ဖြစ်ဖို့နဲ့ပြည်သူ့ဆန္ဒထင်ဟပ်ရေးအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်မှုတို့ကိုအခြေခံရမှာဖြစ်ကြောင်းစင်ကာပူနိုင်ငံရေးဝန်ကြီးဗီဗီယန်ဗာလာခရစ်နန်ကလွှတ်တော်အတွင်းမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားထားပါတယ်။စစ်မှန်ခိုင်မာတဲ့မြို့သားပြန်လည်တည်မြဲရေးအတွက်နိုင်ငံရဲ့အဓိကပါဝင်သူအားလုံးတွဲဆုံဆွေးနွေးမှုတွေကနေတဆင့်ရရှိနိုင်မှာဖြစ်ပြီးဖြစ်ချင်းဆောင်ရွက်မှုတွေကိုမြန်မာနိုင်ငံကသာဥဆောင်ရမှာဖြစ်ကြောင်းလည်းသူကပြောဆိုပါတယ်။ချက်ချင်းဦးစားပေးအနေနဲ့တော့အကြမ်းဖက်မှုတွေကိုရောကြလာစေရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဝင်ရောက်ခွင့်လွယ်ကူချောမွေ့စေရေးနဲ့တွဲဆုံဆွေးနွေးမှုအတွက်အထောက်အကူဖြစ်စေမယ့်အခြေအနေတွေကိုဖန်တီးလှုပ်ဆောင်ရမှာဖြစ်ကြောင်းလည်းသူကအကြံပြုထားပါတယ်။လက်ရှိမြန်မာနိုင်ငံဟာအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်နေဆက်လက်တည်ရှိနေပြီးစင်ကာပူနိုင်ငံအနေနဲ့မြန်မာရေးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်တာပါဝင်အာဆီယံနဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကိုဆက်လက်ပြီးတော့ထောက်ခံသွားမယ်လို့ပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး9နှစ်နီးပါးကြာတဲ့အထိမြန်မာနိုင်ငံအခြေအနေကတော့စိုးဝါးနေဆဲဖြစ်ပြီးနေမီတွေထိန်းချုပ်နိုင်မှုရှင်ပြိုင်နေရဆဲဖြစ်ခါဘယ်ဘက်ကမှအောင်ပွဲခိုင်နိုင်တာမရှိသေးပဲကျေပြတ်တဲ့ပြိပခါနဲ့တည်ငြိမ်မှုတွေဆက်လက်ပြီးတော့ရင်ဆိုင်နေရကတိုက်ပွဲတွေကြောင့်ရသားတွေထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အဆုလိုက်ပြုံလိုက်နေရဆွန့်ခွာမှုတွေရှိနေရကြောင်းလည်းသူကပြောဆိုပါတယ်ပြိပခါတွေကြောင့်စီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေရွရွန်းလာနေပြီးမတ်လ28ရက်လောက်ခတ်ခဲ့တဲ့ငလင်ကြီးပြီးပြန်လည်ထူထောင်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုအားထုတ်မှုတွေကအဟန့်အတားဖြစ်စေခဲ့ရတယ်လို့သူကဆက်ပြီးတော့ပြောထားပါတယ်ခင်ဗျာဒီကနေ့တော့မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုပြောပြချင်ပါတယ်ထူးခြားတဲ့အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲတိုင်းတာချက်တွေအရဆူလူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုက်ဖုံးမုန်တိုင်းခက်မီဂီဟာအနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းကိုရောက်ရှိခဲ့ပါတယ်ခင်ဗျာအဲ့ဒီတိုက်ဖုံးမုန်တိုင်းခက်မီဂီဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်ပြီးတော့တောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီကနေ့ညနေထိခန့်မှန်းချက်တွေအရရန်ကုန်ပဲခူးအေရဝတီဂရင်းဒီကရင်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကျဲနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတော့နေရာစိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံရွာပြီးစကိုင်းတနင်္သာရီကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရွာရင်ရွာနှုန်းကတော့ရာနှုန်းပြည့်ပါခင်ဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလက်စီးလက်တာနဲ့မိုးတိကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်ပြီးတော့သတိပြုဖို့လိုအပ်ပါတယ်မြန်မာပင်လယ်ပြင်ခြေနေကတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါတည်းမိုးသက်လေပြင်းတွေကြားရောက်ပြီးတော့လိုင်းကြည့်နိုင်ပါတယ်ခင်ဗျာမိုးသက်လေပြင်းကြတဲ့အချိန်ရေပြင်းမြေပြင်လေကတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခိုက်နိုင်ပါတယ်လိုင်းမြင့်ကတော့မြန်မာကမ်းရိုးတန်းတစ်လျှောက်မှာ10ပေကနေ10ပေလောက်ထိရှိနိုင်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မွန်တဲ့12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝေယံကစူးစီးပြီးတော့တက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့အတူကျွန်တော်တို့ညာခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကျော်သက်လင်းပါ MRTV က CDN ပေါ့နော်အဲ့တော့ကျွန်တော်တို့လောက်သက်20ပေါ့အဲ့လိုမျိုးလောက်ပြီးတော့မှကျွန်တော် February လ9ရက်နေ့မှာကျွန်တော်တို့ CDN လောက်တယ်ဆိုပြီးတော့ကြေညာတယ်6ရက်နေ့မှာ Facebook ပေါ်စတင်တယ်17ရက်နေ့မှာကျွန်တော်ဝင်ဖန်နဲ့ပြေးရတယ်အဲ့လိုနဲ့ပဲအခုဒီရှေ့ရောက်လာတယ်2020ရွေးကောက်ပွဲကညာစရာမလို့ညစ်စရာမလို့တဲ့ပွဲပဲလေနော်ခဲဆက်မှာကိုရို1988မှာ89ပေါ့နော်အဲ့ကာလတွေမှာဒါနိုင်အပ်မယ်ဆိုပြီးတော့နိုင်တယ်တောင်ပြိုကမ်းပြိုပဲဘက်တော့ဖြစ်နိုင်လိုက်ရင်ပြက်သားသားပဲ
မဟုတ်ဘူးနော်နောက်ပြီးတဲ့အချိန်မှာခဏနေတဲ့အချိန်မှာစောမောင်လွယ်ကနေတန်းရွှေပြန်တင်လိုက်တယ်ပြီးတာနဲ့ဒီတိုင်းပဲဆက်သွားတယ်နောက်ပိုင်းမှာ transition government ပုံစံမျိုးပဲဒါသိန်းသိန်းလက်ထဲကိုထည့်တယ်ဒီ9နှစ်တက်တန်းပြီးသွားတယ်လောက်တယ်မေစုပါတယ်ဆိုတော့လည်းနိုင်တာပဲလေလွယ်လွယ်လေးပဲဘာမှစဉ်းစားကြမလို့ညက်เสียဘာအကြောင်းမှကိုမရှိတာနော်တကယ်လို့ဥပမာကွာဒီချွင်းချက်ဆိုတာနေရာတိုင်းမှာရှိတော့တကယ်လို့လောက်ခဲ့မယ်ဆိုရင်လေကိုဒေတာမှာနိုင်ကျင်စောဖြစ်ချင်စောနဲ့လောက်ခဲ့မယ်ဆိုရင်တော့အဲ့ဒါ neglect လုပ်လို့ရတယ်သေးငယ်တဲ့ပမာဏမရမကသူတို့ဖြတ်ချင်တယ်ဆိုရင်တော့အဲ့ဒါအဓိပ္ပာယ်မရှိဘူးမဖြစ်နိုင်တဲ့အရာဘာလို့ဆိုတော့တိုင်းပြည်ကအဲ့အချိန်မှာသူတို့ရွေးကောက်ပွဲမဲမတမာမှုကြောင့်အာဏာသိမ်းနေဆိုတဲ့အချိန်นี้အာဏာမသိမ်းခင်သူတို့မိုးပြောကြိုးပြောနေနော်ရှောက်ပြောနေတဲ့ကာလတွေကိုပြန်ကြည့်လိုက်လေပြည်သူက online ပေါ်မှာပေါ့ဝက်ကွဲကိုယ့်ဘက်ကနေထောက်ခံအားပေးထားတာအခုအာဏာသိမ်းလိုက်တဲ့အချိန်မှာနော်လူထုကြီးဆိုတာကြိုက်တဲ့မြို့ကြိုက်တဲ့ရွာကြိုက်တဲ့ဒေသနေပြည်တော်မကလို့ဘယ်နေရာမေမြို့ဘာညာကြိုက်တဲ့နေရာကိုပြောအဲ့ထောက်ခံတဲ့လူထုကဒီမဲကညက်လားမညက်လားဆိုတာကဘာတိပါရှင်းရှင်းလင်းလင်းသိနိုင်ပါရဲ့နဲ့မဲခိုးပါတယ်လို့ဆွဆွဲပြီးတော့စရင်လိန်စရင်ညာနဲ့လောက်တာကိုတို့ပြန်ကြားရအသီးဆုံးနော်ဘာလို့ရမလဲဆိုတော့မဆိုင်တဲ့စကားတွေနည်းနည်းပြန်ပြောမယ်ဆိုရင်ကိုတို့2020 MRTV ကိုစရောက်တဲ့အချိန်မှာကို့မှာတိုက်ပုံဖြူနဲ့နှစ်ထည်ပဲပါတယ်ကိုသတင်းကြေညာတော့မှာဒါပေမဲ့အဖြူအနဲ့ရကိုကပွဲတက်ဝက်စုံတိုက်ပုံအဝါနုနုလေးရှိတယ်အဖြူကဘန်းလို့ဒါတော့ကင်မရာသမားတွေသိတယ်အနက်ကဒီဘယ်လိုပြောအမင်္ဂလာအယောင်လို့သတ်မှတ်ကြအနက်မိုးရအောင်အဖြူမိုးရအောင်ကျွန်တော်မှအဝါလေးတစ်ထည်ရှိသေးတော့အဝါကန့်တက်လုံးဝမိုးရအောင်ပင်နီတို့အဝါတို့အမေစုအယောင်လို့သတ်မှတ်ပြီးတော့အဝါအနီလုံးဝမိုးရအောင်ဆိုတော့နည်းနည်းအံ့ဩသွားတယ်အာမေရိတ်ဖြစ်သွားတယ်ဝေါဟာဘလိုကြီးလဲပေါ့နော်ဒါမဲ့ကြီးညာလိုက်တယ်ကိုသူများအင်ကြီးအပြာလေးဝက်ပြီးကြီးညာလိုက်တယ်အဲ့တော့ခရိုမာတွေဘာတွေမဖောက်ဘူးနောက်မှကားချက်ကြီးနဲ့ကိုတို့ခက်တော့အဲ့လေကိုကနေပြီးတော့ဘယ်စကားတွေမပြောရဘူးဘယ်အယုတ်တွေမပါရဘူး NLD ဆိုတဲ့အလံတွေမပါရဘူးဘာအောင်ဆန်းစုကြည်ဆိုတဲ့အယောင်ဟိုပါလဲနမိတ်ပုံတွေပကြီးတွေဘယ်နေရာဘယ်မှမပါနောက်ပြီးတော့အဲ့လိုအဝက်အစားမျိုးပွဲလိုက်ရင်လည်းတခါတည်းအလုပ်ပြုတ်အဲ့လိုမျိုးတကယ်ကိုအခုကိုတို့က social punishment လုပ်တယ်ဆိုတာလူထုအားနဲ့လုပ်တာသူတို့လုပ်တယ်ဆိုတာ state sponsor နဲ့နိုင်ငံတော်အဆင့်နိုင်ငံပိုင်မီဒီယာနိုင်ငံပိုင်သတင်းစာတွေမှာပါအမေစုဒီနော်ရုပ်သေးရုပ်ပုံစံမျိုးနဲ့နော်တကယ်ကိုမိမပြတ်ကြီးတယောက်လို့အဲ့လိုမျိုးတွေပုံဖော်ပြီးတော့နိုင်ငံတော်အဆင့်လုပ်ခဲ့တာအဲ့ဒီမှာပဲကြည်လိုက်ဘလောက်ထိ NLD နဲ့အမေစုနဲ့မုန်းနေလဲအဲ့တော့ဘလို့ပဲနိုင်ညက်မယ်ဆိုတာလူလူကြီးကလည်းသိရနဲ့အိတ်သိရနဲ့ကိုလက်နဲ့အနိုင်ကျက်ပြီးခံရတာအဲ့ဒါဒီအတိအလင်းပြောလို့ရတယ်ဒါဟာမဲလိမ့်တယ်လို့ပြောတဲ့ကောင်လိမ့်တာကိုကပြန်ကြားရအရာရှိတယောက်ပါနောက်ပြီးတော့အသိဉာဏ်နှုံနေတဲ့လူတယောက်လည်းမဟုတ်ခဲ့ဘူးအဲ့တော့ကိုတို့တခုတော့ရှိတော့ဗောနော်လူတို့အားဒီတအားကြီးမားတဲ့အတွက်လူတို့ဘက်ကရက်ခဲ့တယ်ကိုတို့တော့ညံနေတဲ့ပြပြနှစ်တူရက်တူအချိန်ကာလတူနဲ့နိုင်မယ်ထင်ပြီးတော့ဒီလိုလာခဲ့တာဗောနော်အဲ့ဒါတခုပဲရှိတယ်ကြံတဲ့ဟာကကိုတို့ဒီလက်နက်အင်အားနဲ့ institution ကောင်းတဲ့ဟာကြီးကိုတုံ့ပြန်တဲ့အချိန်မှာလွယ်လွယ်နဲ့မနိုင်ဘူးဆိုတာတော့9နှစ်နီးဖြစ်လာတဲ့တော်လိုင်းကာလမှာသိတယ်ဒါပေမဲ့မဲခိုးတဲ့ကိစ္စကတော့နော်မဲလိန်တဲ့ကိစ္စသူတို့ပြောတဲ့အရာကတော့လုံးဝအမှားဆိုတာအတိအလင်းပြောလို့ရတယ်တခိုးလူဟစ်တဲ့ဟာကိုတော့အများကြီးရှင်းပြကြမလို့နော်ဒီကိုတို့ငငယ်တော့ဟိုဟာတွေကအခု gender အရာမပြောရဘူးလို့ဘာလို့ဆိုလို့ကိုတို့မပြောတာနော်ငငယ်တော့သုံးတဲ့စကားလို့စကားကြမ်းတွေသုံးလိုက်လို့ရတယ်အဓိကဒီလိုမတရားကဘာတိခေါင်းဆောင်ကဘာတိအရာတစ်ခုကိုအာနာသိမ့်ပြီးတော့လှုပ်လိုက်တဲ့ဟာဒီအမှားလားအမှန်လားလူတိုင်းသိတာကိုကအဲ့ဒါကိုစီကပတ်ကုန်းအထောက်အထားဥပမာရတဲ့ရှင်းပြကြမလို့ထင်ပါတယ်နော်တခိုးလူဟစ်တဲ့ကိစ္စကိုမှားလားမှန်လားဆိုပြည်သူလူထုအသိဆုံးပါနော်ဒီကောင်းရဲ့ရွေးကောက်ပွဲက fair ဖြစ်မလားမဖြစ်ဘူးလားအဲ့ဒါထုတ်ပြောစရာမလိုအောင်ပြည့်စုံပြီးသားလူထုလက်ခံပြီးသားပါပုံမှန်တိုင်းကလူကိုခွေးကြိုက်တယ်ပေါ့နော်ကိုတို့ကမေခွန်းရှိလာလို့သာဖြေနေရတယ်ဒီကောင်းနေအကြောင်းပါလာနှုတ်ထဲကထုတ်ဖို့တော့
တတ်နာယွန်းလာဆက်စုပ်တာနော်သူအဲ့ဒါကြောင့်ကိုသူ့ပုံမဖြစ်မနေတင်ဖို့လေးပါရှိလိုက်ကိုဖြတ်ပလိုက်တယ်သူနဲ့တကွကိုတို့နေခဲ့ဘူးပါလေသူတို့အဘခေါ်ခဲ့ဘူးတယ်အမခေါ်ခဲ့ဘူးတယ်နှစ်20လေကိုတို့စစ်ကြုံအောင်မှာအလုပ်လုပ်ခဲ့ကြတာတကယ်မသိလို့မဟုတ်ဘူးမလွန်ဆန်နိုင်လို့ခေါင်းဆောင်ဘသူမရှိဘူးကိုတို့လည်းမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ဟာတွေနဲ့ကိုတို့နှစ်20လုံးနေခဲ့ရတယ်တချို့အရာတွေလည်းအသားကျတယ်လို့ပဲနေရာလူတာတွေတောင်ရှိတယ်เนาะကိုတို့ဖားရပြီးလူတာရှိတယ်ဒါပေမဲ့ဒီဟာကို2015ကျော်လာပြီးတော့ကိုတို့လွတ်မြောက်ခြင်းရဲ့အရာတာနဲ့เนาะရဲချင်းရမယ်เนาะအကြောက်တရားကိုလွန်မြောက်မယ်ဆိုတော့အရာတွေကနဖူးတွေဒူးတွေเนาะကိုယ်တိုင်နားနဲ့ဆက်ဆက်ကြားတဲ့အခမ်းအနားတွေတက်ရတဲ့အမေနဲ့အတူသွားတဲ့ခီးတွေအဲ့ဒါတွေတီးပြီးလာတဲ့အချိန်မှာကိုတို့စိတ်တွေကပြောင်းလာတယ်မွေးလာတော့ဥပမာမွေးလို့ဟုတ်ပါလေပေါက်ဖက်လေးလို့မွေးလာပဲမဲ့ကြီးလာတော့ဟိုလိပ်ပြာလေးဖြစ်သွားသလိုကိုတို့မျိုးဗီဇတွေအတိုင်းပဲပြောင်းလာတယ်အတောင်ပန်တွေထွက်လာတယ်2015မှာလူလားမြောက်ပြီးအတောင်ပန်တွေထွက်လာတဲ့အချိန်2020ရောက်တဲ့အချိန်မှာကိုတို့ထပ်ပြန်တန်းခြင်းဒီတဲ့မြင့်တဲ့အရာတစ်ခုကိုတို့ပြောင်းလဲခြင်းတော့ဖြစ်တဲ့အချိန်မှာအာနာကောက်သိမ့်လိုက်တာရုပ်မာတာလူမဆန်တာအဲ့တက်ပြောကြဘာမှမရှိဘူးကြီးလေသူတို့ကိုအထောက်ထားတော့ဥပမာရတော့ ਨੇ ပြန်ပြောတဲ့ပညာရှင်တွေကိုလည်းလေးစားပါတယ်ကိုတို့ကတော့ခက်ရိုင်းပဲလေသိလားတော်လိုင်းရေးလှုပ်တယ်ဆိုတဲ့ထဲမှာကိုတို့စိတ်သက်တွေကိုပြင်းထန်စွာပေါက်ကွဲပြီးတော့ကိုတို့ရှိသမျှပညာဉာဏ်တွေ emotion အကုန်လုံးပုံအောပြီးတော့ကိုတို့တော်လိုင်းရေးလှုပ်တယ်အထူးဖြင့်လက်နက်ကင်တော်လိုင်းရေးပေါ့အဲ့ဒါကိုထောက်ခံတယ်အားပေးတယ်လှုပ်လာပြီးတဲ့အခါမှာတော့ကိုတို့အထောက်ထားတွေစကားများတွေအခုဟာတောင်တော်တော်များနေပါပြီနော်အဲ့တော့ဒီကောင်းလေးလုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တယ်ဒီကောင်းလေးလုံမဲ့အရာတွေပါတစ်ခုမှယုံကြည်မရှိဘူးဘက်တော့မှကောင်းလာမှာမဟုတ်ဘူးနော်ကိုလိုနီခက်မှာကိုရိုနိုင်ငံကတပ်ရထားတွေရှိတယ်သွားတဲ့ဟာအင်္ဂလန်ပုံစံမျိုးပဲနော်လမ်းမကြီးပေါ်ကနေတပ်ထားကြီးသွားနေတာလျှက်စမီတွေနဲ့ဗာနဲ့လုံနေတဲ့အရာတွေတွေ့တယ်လမ်းမတွေကလုံးဝနော်ညက်ညောနေတဲ့လမ်းမတွေကို1949မတိုင်ခင်တော့ကိုတို့တွေ့ခဲ့အဲ့နောက်ပိုင်းမှာအရသားအစိုးရလို့ပါလဲကိုနိုင်ငံကိုအစိုးရဆိုတဲ့ဟာမျိုးတွေနော်ဒီကောင်နေဝင်းတော့ဘာလို့တက်လာပြီးတဲ့နောက်မှာနိုင်ငံတောက်လျှောက်ထိုးဆင်းလာအမေစုလက်ထက်မှာပြန်ပြီးမောမလို့9နှစ်မှာအင်တာနက်တွေကောင်းလာပြီးနိုင်ငံမှာမီးတွေရလာပြီး over 50% ဖြစ်လာပြီးနံပါတ်1 GDP ကိုတွက်တာကြီးလေလျှက်ဆက်ပါပဲနော်လျှက်ဆက်ရှိနေအင်တာနက်ရှိမယ်အင်တာနက်ရှိရင် communication ဒီလွယ်မယ်ကျန်တဲ့လမ်းမဆက်သွယ်ရေးခဏထားဟောသူ့နေရာမှာသူ့ရဲ့ intelligent ဖြစ်မှုတွေနော် intellectual ဘိုင်းတွေမြင့်လာအဲ့တော့လျှက်ဆက်မီးတွေကိုတို့အရင်တော့လို့မီးမမှန်မဲနဲ့ဟေးကနေဟာကနေမဖြစ်အောင်ကိုတို့လုပ်ယူတယ်အဲ့ဒါပြီးတော့ internet တွေမှန်လာတယ်ဟာအဝိုင်းလည်နေပဲကွာအဝိုင်းလည်နေပဲကွာဆိုတော့ခစ်တွေကိုလွန်မြောက်လာတယ်နော်ဘတ်စကားတွေဒီအေးကန်ဘတ်စကားတွေဖြစ်လာတယ်နော်ဒီ aircon နဲ့ဘတ်စကားတွေဖြစ်လာတယ်တစ်ခုပြီးတစ်ခုတိုးတက်လာလို့အော်9နှစ်ကဒီလောက်ဒါတော့ NLD ကလူတွေမလောက်တတ်ဘူးလို့ထောင်တွက်တွေပါတော့ဝိုင်းဝေဘန်နဲ့ဂျားကဒီလောက်ဖြစ်လာရင်နောက်ထပ်အချိန်ရလာမယ်9နှစ်ကိုတို့ပျော်နေတဲ့အချိန်မှာဒီနောကနော်တရိတ်ဆန်လှုပ်သွားတာဘယ်တော့မှမမေ့သလိုဘယ်တော့မှလည်းထောက်ခံမှာမဟုတ်ဘူးအမုန်းတရားနဲ့ကြီးပြောတာမဟုတ်မုန်းတဲ့လို့မုန်းတာယွန်တဲ့လို့ယွန်တာအဲ့တော့ကြွေးကောက်ပွဲဆိုတဲ့ဒီကောင်လေးလောက်ရက်နဲ့ဒီပါဇက်တွေမတတ်ပါဘူးအဲ့တော့ကိုတို့စန့်ကြမှာလည်းလုံးဝယုံကြည်မရှိပါဘူးအတိလင်းပြောလို့ရပါတယ်ညီလေးတကယ်ကိုလူတို့အတွက်နော်ကိုမိသားစုအတွက်လူတွေကဥပမာကိုတို့မိသားစုခက်ခဲလို့ဆိုပြီးတော့တယောက်ယောက်ကငွေကြေးလာပြီးထောက်ပံ့မယ်အသိန်း100 200 1000ဆိုတဲ့ငွေကြေးထောက်ပံ့ညီလေးဘယ်လိုခံစားပြောမယ်အဲ့လိုလူတွေကူညီပေးနေတဲ့သူတွေလမ်းမှာကားအစီအစဉ်ဖြစ်သွားတယ်ဆုံးမသွားတယ်ကွယ်လွန်သွားတယ်ဒါမှမဟုတ်သူတို့မတရားဖမ်းဆီးနှိပ်စက်ခံရတယ်ဆိုရင်ဒါတန်ရောစင်ကိုယ့်ကိုကူညီတဲ့ကိုယ့်ချစ်တဲ့သူလောက်နဲ့ပဲပြောတာနိုင်ငံကြီးတစ်နိုင်ငံလုံးကိုအခက်ခဲပေါင်းများစွာကဘာကနေပြစ်တင်ရှုံချဝေဖန်ကဲ့ရဲ့ချီးမွမ်းပြောဆိုပါညာဆိုတဲ့ဘောင်းစုံကိုလည်းခံရတယ်လို့ပြည်တွင်းရဲ့ PR တွေလည်းခံရတယ်။နော်တခြားနိုင်ငံတွေရဲ့အင်အားကြီးနိုင်ငံတွေရက်စက်ရုံမှချင်းကိုလည်းခံရတယ်။အဲ့လိုဂျားတွေကနေမှနော်ပြည်သူကိုနော်ဟိုးပညာနယ်ပါတော့တောသူတောင်သားတောကြုံအောင်ညာရွာတွေကအစသွားပြီးတော့ဒီလူတွေစိတ်ဓာတ်ကိုအမှန်တရားကိုသိအောင်ခံစားမိအောင်အစိုးရခေါင်းဆိုတာဘာလဲဖြစ်အောင်9နှစ်လုံးလုံးရုန်းကန်စ조사ပေးတဲ့အမေအိုနဲ့တကွာနော်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖမ်းလိုက်တဲ့အခါမှာဖြစ်တဲ့ခံစားချက်ကကိုပြောမှညီလေးသိမှာမဟုတ်ညီလေးကိုယ်တိုင်လည်းအဲ့ခံစားချက်တွေရှိမှထင်တယ်တိတ်နာကျင်ဖို့ကောင်းတယ်
အဲ့ဒါကြောင့်လဲတချို့ဒီတော်လန်ရေးဆိုတာတောင်မှအမေစုအဖမ်းခံရလို့နာကျင်တဲ့စိတ်နဲ့ပါဝင်လာတဲ့သူတွေရှိတယ်သူတို့နိုင်ငံရေးကိုမသိဘူးသူတို့ဘာမှလည်းပညာကောင်းမတတ်ဘူးတောက်တစ်ခေါက်ခေါက်နဲ့ငါတို့အမေစုကိုနော်လူကိုခွေးကြိုက်သွားတယ်ဆိုတော့ခွေးဆွဲသွားတယ်ဆိုတော့ပုံစံမျိုးနဲ့နာကြီးစိတ်နဲ့တောင်တော်လန်လာတဲ့လူတွေရှိတယ်အဲ့ဒါဘာကြောင့်လဲသူတို့ခံစားလို့တတ်တယ်သူတို့ချစ်တယ်အဲ့တော့ဒီဒါအမေစုတယောက်တည်းကိုပြောတာမဟုတ်ပါဘူးကျန်တဲ့ခေါင်းဆောင်တွေသူတို့အများကြီးပေးဆက်ခဲ့ရတယ်ထောင်ပေးရင်ထောင်မယ်နော်ထောင်နဲ့အကျယ်ကျုပ်တွေအကျဉ်းကျုပ်တွေစစ်ကြောရေးနှိပ်စက်ခံပြန်လွတ်လာတဲ့9နှစ်မှာလေဝဝရှူပြီးတော့သူတို့ကိုပြန်လုပ်လဲထောင်ထဲပြန်ထည့်လိုက်ဒီစစ်အာဏာရှင်ဆိုတဲ့ဇဲကတိတ်ရုပ်မာတယ်တိတ်အောက်တန်းကြတယ်အဲ့ဒါကြောင့်လဲကိုတို့ဒီအဆုံးသတ်တိုက်ပွဲလို့ပြောပြီးတော်လှန်ခဲ့ကြတာဖြစ်တယ်အဲ့ဒါကြောင့်ပြည်သူတွေကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်းပြောချင်တာကနည်းနည်းတောင်းခံပေးပါဒီစနစ်ကြီးကိုရိုက်ချိုးဖျက်ဆီးတဲ့အခါမှာကြမ်းတမ်းတဲ့ခက်ခဲတဲ့လက်တွေခြေတွေမျက်လုံးတွေအသက်တွေသွေးတွေပေးရတယ်အဲ့ဒီအခါမှာစိတ်ဓာတ်ကြခြင်းဆိုတာဖြစ်တတ်တယ်အနာယူပါဆက်လုပ်ပါနော်ကျွန်တော်တို့ဒီစစ်ခွေးလှုပ်တဲ့ဘဲအရာကိုမဆိုတွန်းလှန်ဖြိုဖျက်ဖို့ကြိုးစားပါနှုတ်မို့ဆိုရင်ကျွန်တော်တို့ရှေ့ဟာခြေတွေလက်တွေအသက်တွေအင်္ဂါတွေသွေးတွေနော်ယာရုစီစိန်မိဘဘာညာခွဲခွာခြင်းတွေပေးသွားတယ်ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေကိုအားနာပေးပါနော်ကျွန်တော်တို့အဆုံးထိနိုင်အောင်နော်တိုက်ပွဲဝင်ပေးဖို့နော်ဆန္ဒပြုကြပါခရီးပြုကြပါအဲ့ဒါလေးကိုလည်းကြားရတဲ့တိုက်တွန်းပြရစီကိုအမတီမှာလောက်ခဲ့တဲ့အတွေ့အကြုံတွေပြန်ပြောပြမယ်ဒီစစ်ခွေးလောက်ခဲ့တဲ့အရာတွေထဲမှာစိတ်ရောအသေးရောရင်ရောနှစ်ပြီးယုံကြည်တဲ့လူကသူတို့လူတွေကစားတယောက်မှမရှိဘူးဦးလေးတက်ဆိုပြီးတော့ကင်မရာတက်ကြည့်ပြီးဆွဆွဲလို့ရတယ်နော်သူတို့အဖားတွေအဆင့်ဆင့်တွေခိုင်းလို့ရှိတယ်တယောက်မှကြည်ကြည်ပြူပြူနဲ့လောက်တာမရှိဘူးကြည်ပြူပြူနဲ့လောက်တာရှိတယ်အဲ့ဒါပါလေယာဒုတအားလို့ကျင်တော့ရှေ့မှာဟုတ်ဘာဖြစ်တဲ့ဒါဝတ်ပုတ်လောက်ကြီးကိုလည်းလှပါတယ်အတင်းပြောဒီလိုချင်းကကိုတို့လည်းပါပါတယ်အဲ့တော့နော်နေရာရကြတယ်ယာရုရကြတယ်အဲ့တော့သူများမှအတင်းဆွဆွဲပြီးကိုနာကျင်ခံပြီးပြောပါမယ်အဲ့တော့ဘဲကောင်မှယုံကြည်စွာနဲ့အလုပ်လုပ်တာမဟုတ်ဘူးယာဒုအာနာအတွက်ပဲလုပ်နေတာအဲ့တော့သူတို့ရွေးကောက်ပွဲမှာတက်ကြွနဲ့လာအားပေးတယ်ဆိုညီလေးတွက်ကြည့်ပါဦးတော်လိုင်းလင်းနဲ့ခွဲလုံးမှာသူတို့ရိုက်တဲ့ဇက်ကားတွေသူတို့လှုပ်တဲ့သချင်းတွေအဲ့ဒါတွေကယုံကြည်စိတ်အပြည့်နဲ့နှစ်ပြီးလှုပ်တာလားသခင်အားရကြွန်ပါဝဆိုပြီးတော့သခင်အားရအောင်လို့ဇက်ကားတွေရိုက်ပြတယ်ရုပ်ရှင်တွေရိုက်ပြပြည်ပြင်လို့လားဝေဖန်စရာထောက်ပြကြတာအများကြီးနဲ့စက်ပစ္စည်းတွေငွေကြေးတွေတောက်လဲပေးထားတဲ့အချိန်မှာစင်အောင်မောင်တော့ဘာတွေလှုပ်ပြနိုင်နော်အဲ့တော့ရန်အောင်မေတန်းတို့ဘာညာကွိကွာရှောက်သုံးပြီးတော့အခုချိန်ကြီးလဲဘောမနဲ့အေးလိုးတွေကိုအသုံးပြုပြီးတော့ဒီကောင်တွေထပ်ပြီးရိုက်နေတာပဲအဲ့ဒါတွေကိုကောင်းပါတယ်ကြိုက်ပါတယ်အချင်းချင်းပြောနေကြတာဟာလဲသူတို့တက်တွင်းမှာသူတို့ယာတို့တွေနေရာရဖို့တွေအတွက်ပဲတကယ်ကောင်းလို့လားကမ္ဘာမှာအင်တာနက်တွေရှိနေပြီနော်အဲ့တော့သူတို့ဒီရွေးကောက်ပွဲမှာတကယ်ယုံကြည်စွာတက်ကြွအားပေးမယ်ဆိုညီလေးကိုယ်တိုင်ရောဘယ်လိုခံစားလဲမေကွန်းနဲ့ပြန်မေးမယ်ဆိုရင်ဘယ်သူမှမယုံပါဘူးနော်သူတို့ယုံကြည်ပါတယ်လို့ပြောတာလေသူတို့ကိုသူတို့လိန်နေတာကိုကအတိအကျပြောရတယ်နော်မင်းတို့မလိန်နဲ့နော်မင်းတို့အဲ့ရွေးကောက်ပွဲကိုသွားမဲ့အချိန်နေမင်းတို့အဲ့အတွက်ယုံကြည်စွာနဲ့မဲပေးပါတော့969တို့မဘာတာတို့ဘာတို့ကြိုက်တဲ့အမျိုးဘာသာသာသနာကြိုက်တဲ့ကောင်ပြောမင်းတို့မယုံကြည်ပါဘူးဘာလို့လဲအာနာရှင်သည်မင်းတို့ရဲထုတ်ကောနော်ကိုနေစိုးမောင်တို့ရောနော်မင်းတို့အချင်းချင်းတွေစိုးထုတ်ကောဘောအကုန်ပြန်ဖမ်းနော်သိလာတဲ့ကောင်တွေအချင်းချင်းပြန်သက်နော်ပြန်ဖမ်းအဲ့ဒါကိုအကြောက်တရားနဲ့မလို့မင်းတို့ကြောက်ပြီးထောက်ခံနေရတာငါမင်းတို့နော်စစ်ခွေးစစ်ကြုံအောက်မှာ46နှစ်လုံးနေခဲ့တာနော်အချင်းချင်းပြန်ပြောလို့ရရင်မင်းတို့ငါ့ကိုသစ္စာပေါက်လို့ပြောဦးမယ်တကယ်တမ်းသစ္စာဖောက်ပြီးရင်ဖောက်ရင်းနဲ့ပဲမင်းတို့ယာရုတွေနေရာတွေအတွက်လုံနေကြတာမင်းတို့နော်မထွက်ရဲတာမင်းတို့မပေးဆက်ရဲတာမင်းတို့အဲ့တော့အဲ့မပေးဆက်ရတဲ့သူတွေအတွက်အခုတော်လိုင်းလုံနေတဲ့သူတွေဒီတမရကနေဖာကောင်းထိအားလုံးအတွက်လုံနေရတာအားလုံးဒီပြည်သူပဲဆိုတဲ့စိတ်နဲ့လုံနေကြတာနော်မကောင်းသူထိတ်ကောင်းသူထိတ်ကတော့လာမယ်နော်အဲ့တော့ဒီရွေးကောက်ပွဲမှာဘယ်လိုတွေတက်ကြွလုံမလဲဆိုတာပုံရိပ်တစ်ခုပဲဖြစ်ပါလိမ့်မယ်ဘယ်သူရင်ထဲမှာတော်လိုင်းရေးသမားတွေလို့ရင်ထဲအသက်တဲ့ရှုံပြီးလှုပ်ခဲ့တဲ့ကောင်မတကောင်မှမရှိဘူးကိုပြောရတယ်ကျွန်တော်စကားတစ်ခုသေးချာပြောချင်ပါတယ်အဲ့ဒါကဘယ်လိုပဲဝါဒဖြန့်ဘယ်စကားတွေပဲပြောဘယ်တုန်းကမှပြည်သူကိုတကယ်မကြည့်တဲ့ခွေးလို့နွားလို့ကောင်းနေလောက်တဲ့ရွေးကောက်ပွဲကိုခင်ဗျားပါဝင်ပါလားလူစိတ်သက်လူအသိဉာဏ်နဲ့နေရနော်ဆုံးဖြတ်တော်လဲ
တော်လန်ရေးကာလရဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ရင်းနဲ့လူလိုနေကြမလားကျွန်တော်ခင်ဗျားတို့ရွေးကောက်ပွဲမှာပါမယ်ဆိုတဲ့လူတွေအဲ့ဒါကိုယုံကြည်တယ်ဆိုတဲ့လူတွေကိုကျွန်တော်မေးချင်တယ်နောက်တစ်ခုကစနစ်တစ်ခုကိုရိုက်ချိုးဖျက်ဆီးတဲ့အခါမှာနှစ်80လောက်နော် institution ကိုအကြောက်တရားနဲ့ခိုင်မာအောင်လှုပ်လာတဲ့အရာတွေကိုကျွန်တော်လူထုအားနဲ့ဖြိုဖျက်လာတာ4နှစ်ခွဲ5နှစ်ထဲရောက်လာပြီဒီလူနဲ့ပူပေါင်းပါဝင်ပြီးတော့စနစ်စိုးကြီးကိုအပီးတိုင်ရိုက်ချိုးဖျက်သိမ်းမလားစစ်ကြုံအောင်မှာခင်ဗျားတို့သားသမီးလေးတွေကိုပါထတ်ထိုးထည့်ရင်းနဲ့ပျော်ပျော်ကြီးနေကြမလားအဲ့တော့ကျွန်တော်ခင်ဗျားတို့ဟိုဘက်မှာရှိတဲ့လူတွေကိုတိတ်မစီအောင်မသိမ့်သွင်းညင်ဘူးဘိန်းဆိုင်တဲ့လူတွေလို့ဖြစ်နေပြီတအေကားလောက်နဲ့ဘိန်းဆိုင်တာဒီသိန်းထောင်ချီရတဲ့ဘဝကနေနော်မကောင်းတာမှန်းသိပေမဲ့သိန်းထောင်ချီရတဲ့အတွက်မစွန့်လွတ်နိုင်တဲ့ဘိန်းဆိုင်တဲ့သူတွေလို့ဖြစ်နေတဲ့စစ်ကြုံအောက်ကကောင်းနေနဲ့စဘာဆိုင်တာဧက1000ဆိုင်တောင်တဧကကိုမမီဘူးဒါပေမဲ့ကျွန်တော်တို့လူထုကိုအစိတ်မခတ်ဘူးမဖြတ်စည်းဘူးဘယ်ဘဝကိုရွေးမလဲကျွန်တော်တော်လန်ပြည်သူနဲ့စစ်ခွေးစစ်ကြုံလူထုကတော့ပြက်ပြက်သားသားဖြစ်နေပြီဘယ်ဘက်မှာရက်မလဲရက်နေတဲ့သူတွေရောဘလောက်ထိအဆုံးသတ်ထိပြင်းပြင်းထန်ထန်ပါဝင်မလဲဆိုတာကျွန်တော်ပြိုင်ပွဲရဲ့အဖြစ်ပဲအဲ့တော့ကျွန်တော်ပြောချင်တာကပြည်သူလူထုနော်တော်လန်ပြည်သူလူထုပို့ပြီးကြစ်လက်စီလုံးအောင်လုပ်ပေးပါရွေးကောက်ပွဲဆိုတဲ့ဒီကောင်နေစစ်ခွေးတွေလှုပ်တဲ့အရာကိုပြင်းပြင်းထန်ထန်တက်ပြတ်သားသားစန့်ကျင်ပေးပါဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်